အားလုံးပဲမင်္ဂလာပါပီတာချန်နယ်ကိုကြိုဆိုပါရစေကျွန်တော်ဒီဆက်မဲ့အကြောင်းအရာလေးကတော့ကျွန်တော်အလုံးမှာပျော်ရွှင်ပြီးအငွေရဖို့အတွက်ဆိုလို့ရှိရင် the sweet spot ကိုရှာဖွေခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့လူတော်များများဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အလုပ်လုပ်ခါမှာဆိုလို့ရှိရင်ဒီ disengage လို့ခေါ်တဲ့ဒီစိတ်မပါတာနဲ့ engage လို့ခေါ်တဲ့ဆိုတော့စိတ်ပါပြီးအလုံးမှာပျော်ရွှင်နေဆိုတဲ့အရာပေါ့နော်နှစ်ခုကြားထဲမှာကျွန်တော်အမြင်နဲ့ရုံးကန်လေးရှိရပေါ့နော်အဲ့တော့တကယ်လို့မိမိကိုမိမိအမြင်တမ်းတက်ကြွလန်းဆန်းနေပြီးတော့အလုံးမှာကျွန်တော်ကဒီကျွမ်းကျင်မဲ့ထူးချွန်မဲ့ပို့ဆိုရှင်အဓိကအဖြစ်တော့ဒီသုံးချက်ပေါင်းစုံနေဆိုလို့ခေါ်တဲ့ sweet spot ပေါ့နော် sweet spot ကိုကျွန်တော်ရအောင်သွားဖို့လိုအပ်ပါတယ်အဲ့တော့လူတယောက်ကအဓိကအဖြစ်တော့ကျွန်တော်တို့ကဒီနောက်တစ်ခုမှာဆိုလို့ရှိရင်စိတ်သက်ခွန်နဲ့ပတ်သက်ပြီးပြောရင်တော့ပေါ့နော်အဓိကသုံးခုဖြစ်တဲ့ autonomy ရဲ့ mastery ရဲ့ purpose ရဲ့ပေါ့နော်အဲ့တော့လူတယောက်ကလို့တစ်ခုမှာကျွန်တော်တို့ကတကယ်စိတ်ပါဝင်စားပြီးကျွမ်းကျင်အောင်လုပ်ထိပ်ဖို့ဆိုရှင်ဒီအချက်သုံးချက်ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ autonomy ဆိုတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ့နော်မိမိလုံးမှာဆိုရင်ဘယ်လောက်ထိကျွန်တော်တို့က self management ကျွန်တော်တို့လုပ်နိုင်လဲပြီးရင် mastery ကျွမ်းကျင်မှုကဒီလုံးနဲ့ပတ်သက်ပြီးငါဘယ်လောက်ထိတစ်ပတ်တအောင်ကျွမ်းကျင်မှုကျွန်တော်တို့ရှိတယ်ပြီးရင်ဒီနေ့ပိုကောင်းအောင်ကျွန်တော်တို့ကလုပ်နိုင်လဲဆိုရဲရှိရမယ်ပြီးရင် purpose ရွေးချက်အဲ့တော့တကယ်ကျွန်တော်ငါဘာကြောင့်ဒီအလုပ်ကိုလုပ်နေရလဲဆိုရဲတကယ် intention ပါတဲ့ရွေးချက်ကျွန်တော်တို့ဖြစ်ဖို့လိုတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကခုနဆက်ပြီးပြောနေ sweet spot လို့ခေါ်တဲ့အလုပ်ကကျွန်တော်ကရွေးချက်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အလုပ်တစ်ခုမှာကျွန်တော်ကရေရှည်တည်နေဖို့နဲ့ကျွန်တော်ပျော်ရွှင်နေဖို့ဆိုလို့ရှိရင်တော့အဓိကအချက်3ချက်လို့ခေါ်တဲ့ sweet spot ကိုလိုအပ်ပါတယ်အဲ့တော့တိတ်ချက်နေတဲ့ competence ပေါ့နော်ကျွမ်းကျင်မှုအဲ့တော့ဒီအလုပ်မှာကိုယ်တကယ်ဘာတွေအရာကျွမ်းကျင်တာလဲဒီနေ့ပြောတော့ something good something good really help ပေါ့နော်အဲ့တော့ပြည်နယ်တိပြတကယ်ကိုယ်တကယ်ငါလုံနိုင်နေတာဟုတ်ရဲ့လားပြီးရင် passion ဝါသနာတကယ်ပါလားကိုယ်ကိုယ်တိုင်ရောဒီအလုပ်နဲ့ပတ်သက်ပြီးယူမှုကျွန်တော်ဆွဲဆွဲလန်းကျွန်တော်ဖြစ်လာပြီးရင် opportunity ပေါ့နော်ခွင့်တယ်အဲ့တော့ဒီကိုကျွမ်းကျင်ပြီးရဲ့အရာတစ်ခုကလည်းကျွန်တော်ဈေးကွက်မှာ demand တကယ်လို့အဲ့ဒီအရာဖြစ်ဖို့လိုတယ်အဲ့တော့ပြည်နယ်ကကျွန်တော်တို့ကဒီကျွမ်းကျင်မှုနဲ့ဝါသနာတို့ကျွန်တော်တို့ရှိပြီးတော့ဈေးကွက်က demand မရှိနေဘူးဆိုရင်ကိုယ့်ရဲ့ income level ကအနိုင်မဖြစ်ပါတယ်ပြီးအဲ့လိုပဲကျွန်တော်တို့ကဒီကျွမ်းကျင်မှုနဲ့ကျွန်တော်တို့ကအခွင့်အလမ်းရှိရဆိုမှလည်းဒီနေ့ဖြစ်ဝါသနာမပါဘူးဆိုလို့ရှိရင်ဒါကလည်းကျွန်တော်တို့အရေးရှိမှာအလုပ်မှာမကောင်းနိုင်ဘူးเนาะအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကသင်ဟာလက်ရှိအလုပ်မှာတကယ်ဟုတ်ပြောနေရလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အလုပ်တစ်ခုကို try ဖို့ကြိုးစားနေရလားဆိုတာကကျွန်တော်ဒါဒီမီကုန်းလေးကိုဖြည့်ကြည့်စီနေပါတယ်အဲ့တော့မိမိကျွမ်းကျင်မှုကျွန်တော်တို့ community ဆိုကျွန်တော်အရင်ဆုံးနှင့်တင်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ကျွမ်းကျင်မှုကျွန်တော်နှင့်တင်ပြီးဆိုရှင်နံပါတ်1နောက်ထပ်တစ်ခုတင်နေဆိုရင် passion ပေါ့နော်ကိုယ်တကယ်ဝါသနာပါတာရောဟုတ်ရဲ့လားကိုယ်တကယ်ဝါသနာပါနေရောဖြစ်လားဆိုတဲ့အရာကိုစဉ်းစားမယ်အဲ့ဒါနှစ်ခုပုံစံပြီးလို့ရှိရင်ကျွန်တော်တို့အပြင်လောကကိုထွက်ပြီးတော့ကျွန်တော်တို့ opportunity လို့ခေါ်တဲ့အခွင့်အရေးကျွန်တော်ရှာဖွေရမယ်အဲ့တော့ဒီသုံးခုကျွန်တော်တို့ကစုံငားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့တကယ်အကောင်းဆုံး workplace နဲ့အကောင်းဆုံးဝိချက်မှုလို့ခေါ်တဲ့ဒီပေါ့နော်ကျွန်တော် sweet spot ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်မှုလေးကတော့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်